အားလုံးမင်္ဂလာပါတီချာတို့ဒီတစ်ခါတော့ 1F ရဲ့ plan လေးမှာရှိနေတဲ့ warning လေးတွေကိုဆွဲမယ်ပေါ့နော်ဒီအပေါ်ထက်မှာရှိတဲ့ wall ကသူက6လက်မအမျိုးအစားတစ်ခုပဲသုံးထားတယ်နော်ဒါပေမဲ့သူ့ရဲ့ wall လေးယောက်ကိုဆွဲဖို့အတွက်ဆိုရင်သူက Y1 ရဲ့ grid line မှာစထားတာမဟုတ် cantilever ပေးပတ်လေဝဲထားတာဒါဆိုရင်တီချာတို့ cantilever ဘယ်လောက်ဝဲရမလဲဆိုတာလေးကိုတီချာယူဆုံး notes နဲ့အားလုံးမမိအောင်လိုက်ပြမယ်နော်ဒါဆိုရင်ပထမဦးဆုံးတီချာတို့ကဒီ Y1 ရဲ့ပယ်ဘက်ကို cantilever ၄ပေဝဲမယ်။ဘာနဲ့ဝဲမလဲဆိုရင် reference line ဆိုတာလေးနဲ့ဝဲမယ်နော်။ပြီးတော့ Y6 ရဲ့ညာဘက်ကိုလည်း၄ပေဝဲပါမယ်။ X6 ရဲ့ဒီအပေါ်ကိုလည်း၄ပေဝဲမယ်။ H1 ရဲ့ဒီအပြင်ဘက်၄ပေဝဲပါမယ်။ပေးပတ်လည်ကို၄ပေစီဝဲမယ်နော်။ offset ဝဲပြီးတော့ပြီဆိုရင်ဒီ H4 ဆိုတဲ့နေရာမှာကျတော့2ပေထဲပဲเนาะပြီးရင်တော့ဒီ Y4 ဆိုတဲ့ပယ်ဘက်ကိုလည်း2ပေဆိုပြီးတော့ cantilever ဝဲပေးရမှာဖြစ်ပါတယ်ပေးပတ်လဲ၄ဖက်စလုံးက၄ပေဝဲပြီးတော့ဒီ H4 နဲ့ Y4 ဆိုတဲ့နေရာမှာ2ပေပဲဝဲမယ်ဟိုင်နော်โอเคပါအဲ့လို cantilever ဝဲပြီးသွားပြီဆိုတော့ဒီကျတော့က wall ဆွဲတဲ့ချိန်မှာ2မျိုးရှိမယ်ဒီတစ်ခါfinish face exterior နဲ့ wall center line ဆိုတဲ့ဟာရှိမယ်။ဒါဆိုရင်ဒီချက် notes နဲ့လိုက်ပြမယ်။ finish face exterior ကိုအရင်ဆုံးပြောပြမယ်။ဘာကြောင့် finish face exterior နဲ့ဆွဲတာလဲဆိုတော့သူကဒီ cantilever အပြင်နဲ့ကပ်နေတဲ့နေရာတွေကိုကြတော့ဒီနေရာဆိုရင် finish face exterior နဲ့ဆွဲမယ်။နောက်ထပ် exterior နဲ့ကပ်နေတဲ့ဒီနေရာတွေကိုဘာနဲ့ဆွဲမလဲဆိုရင် finish face exterior နဲ့ဆွဲမှာဖြစ်ပါတယ်။ဒါဆိုရင်အခုဒီချက်ရဲ့ notes ကအနီရောင်နဲ့ဆွဲပြထားတဲ့ notes ကဘာနဲ့ဆွဲမလဲဆိုရင်ဆွဲနည်းကိုပဲပြောတာเนาะအကုန်လုံးက6လက်မအုပ်ရိုးပဲသုံးပါเนาะ finish face exterior okay နောက်ထပ်တစ်နည်းကဘာလဲဆိုရင် center line เนาะ center line ကိုသုံးပြီးတော့ဆွဲမဲ့နေရာတွေကဘယ်နေရာတွေလဲဒီချက်ဆိုရင်တော့ဒီချက်တော့ကသူ့ကိုဒီကျန်တဲ့ wall လေးတွေဖြစ်ပါတယ်ဒါဆိုရင် wall လားပါလားဆိုတာနည်းနည်းတဲကွဲလေးဖြစ်သွားအောင်ဒီချက်အကုန်လေးလိုက်ဆွဲပြမယ်နော် wall လေးရောက်လေးကိုအကုန်လုံးဒီအဝါရောင်လေးနဲ့လိုက်ပြီးတော့ဆွဲပြပါမယ်ဒါလေးက toilet ကို partition လုပ်ထားတာ H3 နဲ့ H4 ကြားထဲမှာ toilet နှခမ်းရှိပါတယ်ဒါဆိုရင်ဒီနားလေးကကြတော့လေကားရဲ့ walling လေးဒီနားလေးကတချေတော့ကကာတိန် wall ဒါပေမဲ့ဒီနေ့ကတော့ brick wall နဲ့ပဲအရင်ဆုံးဆွဲထားမယ်ဒါဆိုရင်အခုတချေဆွဲပြလိုက်တဲ့ wall လေးရောက်အဝါရောင်ကိုဘာနဲ့ဆွဲမလဲဆိုရင် wall center line ဆိုတာနဲ့ဆွဲမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့က center to center ဖြစ်နေလို့ပေါ့နော် wall center line ဆိုတာနဲ့ဆွဲပြမှာဖြစ်ပါတယ် okayဒါဆိုရင်အားလုံး notes လေးမှတ်မိမယ်လို့ထင်ပါတယ်ဒါလေးကိုဒီချက် screenshot လေး group မှာပို့လိုက်မယ်နော်အရင်ဆုံး notes အရင်ပို့ပေးပါမယ် okay ပါ Telegram ဆိုတော့ဒီ group မှာ control V okay ပို့လိုက်ပြီဆိုတော့ဒီချက်စဆွဲတော့မယ်နော်စဆွဲတော့မယ်ဆိုတော့ clear notes လေးအရင်ပြန်လုပ်လိုက်မယ်နော်ဒါဆိုရင်ဒီချက်တော့ဒီ plan လေးဆွဲဖို့အတွက် Revit ထဲကိုသွားပါမယ် 1F ရဲ့ walling ဆွဲမယ်ဆိုတဲ့အတွက်ကြောင့်နံပါတ်1အချက် current view ကိုပယ်သွားရမလဲဆိုရင် 1F ရဲ့ floor plan ထဲကိုသွားပါ 1F ရဲ့ floor plan ကိုရောက်သွားပြီဆိုရင် cantilever ၄ပေတွေစီဝဲကြမယ်အဲ့ဒါကိုဘာနဲ့ဝဲရမလဲဆိုတဲ့အခါကျတော့ reference plane လို့ဒီချက်တော့ခေါ်ပါတယ်ဘာလို့ခေါ်တာလဲ reference plane ဘယ်ထဲမှာရှိတာလဲဆိုရင် architecture tab ထဲမှာ wall plane ဆိုတဲ့ကောင်းစဉ်မှာ reference plane ဆိုတာရှိတယ်သူရဲ့ shortcut က RP ဖြစ်ပါတယ် shortcut ကပါတယ်တော့ RP ဖြစ်ပါတယ် okay reference plane ဆိုတာယူလိုက်ဘလို့ဆွဲလို့ရလဲဆိုတော့နှစ်နည်းဆွဲလို့ရတယ် line ဆွဲပြီးတော့ဆွဲလို့လည်းရတယ် pick line သုံးပြီးတော့လည်းဆွဲလို့ရတယ်ဒီချက်ပြောခဲ့တယ်ကောက်စရာ line ရှိတယ်ဆိုရင် pick line ဆိုတာကိုသုံးလို့ရတယ်လွယ်ချင်တော့ pick line ကိုယူဒါပေမဲ့ဘလောက်ကောက်ရမလဲဆိုတော့ offset distance ပေးခဲ့ဖို့မမေ့နဲ့၄ပေဝဲမယ်ဆိုတဲ့အတွက်ကြောင့် option မှာ offset ကို၄ပေလို့ပေးခဲ့ပါ Y1 ရဲ့ပယ်ဘက်ကို offset ပွားချင်တယ်ဆိုရင်ဒီ Y1 ရဲ့ပယ်ဘက်ကိုကာစာလေး click ချပါ
ညာဘက်ကိုချမယ်ဆိုရင်4ပေကညာဘက်ကိုပေါ်မှာဖြစ်ပါတယ်ဒါဆိုရင်ဒီဘက်ကို4ပေကလစ်ချမယ် y6 ရဲ့ညာဘက်ကို4ပေကလစ်ချမယ် x6 ရဲ့အပေါ်ကို4ပေကလစ်ချမယ်အပြင်ပတ်လေပေါ့နော်4ပေဆိုပြီးတော့ချပြီးသွားပြီ h4 နဲ့ y4 က2ပေဆိုတဲ့အတွက်ကြောင့်ဒီကျတော့2ပေဆိုတာလေးပြန်ပြောင်းပြီးပြီဆိုရင် y4 ရဲ့ဘယ်ဖက် h4 ရဲ့အောက်ဖက်နောက်ထပ်2ပေစီ offset ပေးလိုက်တယ်ဒါဆိုရင်ပြီးပြီ cantilever ဝဲတာဒါဆိုရင်စဆွဲတော့မယ် walling စဆွဲတော့မယ်ဆိုရင် walling ရဲ့ shortcut က WA တို့မဟုတ် architecture tab ထဲက wall architecture ဆိုတာတွားယူကြိုက်တယ်လို့လုပ်ပါ WA ဘာဆွဲမလဲဆိုရင် column wall basic wall generate 9 inches ဆိုတာတွားယူမယ်ဘယ် level ကနေဘယ် level ကိုဆွဲမှာလဲစစ်ပါစစ်ပြီးပြီဆိုရင်တော့ထုံးစံအတိုင်းဘာနဲ့ဆွဲမလဲ location line ဘာနဲ့ဆွဲမလဲဒီခေါက်တော့ဒီချက်ကအပြင်နဲ့ကတ်နေချင်တယ်ဆိုတော့ finish face exterior ဘာကိုသုံးမလဲ finish face exterior okay ဒါဆိုရင်တော့ဒီ cantilever ဝဲထားတဲ့နေရာကို zoom ချဲ့ပါ column ကနေမဆွဲဘူးနော်ပုံကြည့်ပါနော်ပုံဆွဲမှာ drawing ကိုကြည့်ပါအလွတ်ဘယ်ရမလဲ၄ယောက်ကဒီချက်ရဲ့ plan ဖြစ်တဲ့အတွက်ကြောင့်ဒီချက်ကတော့ရပါတယ်အားလုံးကဘယ်သူကအလွတ်ရမှာလဲမရဘူး drawing ကြည့်ပါဒီမှာ L ပုံစံလေးဆွဲလိုက်ပြီဆွဲလိုက်ပြီးပြီဆိုရင် finish face exterior ပြီးပြီ escape လေးတစ်ချက်နှိပ်ဟောနော် finishing line မပေါ်ဘူးဒီချက် view control bar ကိုသွား detail level မှာ fine လို့ပြောင်းပါဒီမှာထွက်လာပြီနော်တချို့ကကြတော့ဘယ်လိုလဲဆိုတော့မဲမဲကြီးထွက်လာဒီလို finishing layer လည်းမပေါ်ဘူးဒီချက် wall ရမဲမဲကြီးဒီချက်နဲ့လည်းမတူဘူးဆိုတော့အဲ့ဒါပါလဲဆိုတော့ quick access toolbar မှာ thin line ဆိုတာလေးကို on ရမယ်နော် line အပါလေး TL ဆိုတော့ရိုက်လိုက်လဲအတူတူပဲကြိုက်တာလို့ဆက်ဆွဲတော့မယ်နော် Wi-Fi ဆိုတဲ့ဒီ intersection point ကနေပြန်ဆွဲမယ်ဒီ cantilever ဝဲထားတဲ့နေရာထိဆွဲပါဘယ်နေရာထိဆွဲရမလဲ cantilever ဝဲထားတဲ့နေရာထိဆွဲမယ်အောက်ကိုသွားမယ် intersection point ထိဆွဲမယ် cantilever ဆုံးထားတဲ့ဒီ2ပေဆိုတဲ့စုံမတ်ထိကိုဆွဲပါဆွဲပြီး escape နဲ့ထွက်ဒါဆိုရင်ဒီချက်တော့ finish face exterior နှုတ်ဆင်းမှာဒီချက်ပြသွားတဲ့ screenshot အတိုင်းဆွဲပြီးပြီဆိုရင်ဘာလုပ်ရမလဲ location line wall center line ပြောင်းမယ် okay ဒါကကြတော့မခက်တော့ဘူးအလယ်မှတ်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့် mid point to mid point ပဲเนาะ center line ဆွဲလိုက်ပြီ toilet လေးကိုကြတော့10ပေလောက်ခွာလိုက်မယ် auto dimension 10ပေလို့မပေါ်ဘူးလားမပေါ်ဘူးဆိုရင်ဒီကျတော့ mouse ကိုရွှေ့ပါ10ပေပေါ်တဲ့အထိသူ့ကိုအဲ့ချိန်ကျမှဆွဲလိုက်ပါရပြီဒါဆိုရင်ဒီနားလေးမှာဒီ column ရဲ့ mid point မပေါ်ဘူးဆိုရင် zoom ချဲ့လေနော် zoom ချဲ့ပါဘာ point မှမသိပဲနဲ့ညံတမနမ်ဆွဲပါနဲ့ဒီကျတော့က center to center ဆွဲမယ်ဆိုတဲ့အတွက်ကြောင့်သူ့ကို mid point အထိရောက်မှဆွဲပါဒါဆိုရင်ဒါလေးတွေကတောက်လျှောက်ဘယ်နေရာမှာဆွဲရမလဲဆိုရင် center to center ဒီနေရာကျတော့14ပေရဲ့တဝက်ဆို9ပေ9ပေအကွာမှာ click တစ်ချက်ချပြီးရင်တော့ဒီလိုလေးဆွဲသွားမယ်ရပြီပြီးရင်ဒီနားလေးမှာ staircase အတွက် wall လေးရှိတယ်ဒီ column တိုင်းရဲ့ end point ထိဆွဲမယ်နော် escape လေးနဲ့တစ်ချက်ထွက်ရပြီဒီနားလေးမှာ horizontal wall လေးဆွဲတယ်9ပေကွာချင်တယ်ဘယ်လောက်ကွာချင်တာလဲ9ပေ okay 9ပေဆိုပြီးတော့ဒီကျတော့ဒီမှာ horizontal လေးဆွဲသွားလိုက်မယ် escape နဲ့ထွက်မယ်နော်ဒါဆိုရင်ဒီချက်ဒီနားလေးကိုတော့မဆက်ပြသေးဘူး toilet ရဲ့ wall လေးထပ်ဆွဲလိုက်မယ်နော် H4 မှာ center to center horizontal wall လေးဆွဲပါတယ် H3 မှာ center to ဒီချက် center point ဒေချာမနှိမ့်မိဘူးအဲ့ဆိုရင် escape နဲ့ပဲပြန်ထွက်လိုက်မယ်နော် escape နဲ့ပြန်ထွက်လိုက်မယ် center point ကနေဒီ center point ကိုဒေချာဆွဲပါတယ်အလဲကျချင်တယ်ဆိုရင်ဒီချက်တို့14ပေမှာဘယ်နေရာအလဲကျမှာ9ပေပေါ့နော်9ပေအကွာမှာကလစ်လေးတစ်ချက်ခောက်ပြီးရင် center line လေးဆွဲ okay ဒါဆိုရင်ဒီချက်တော့ wall လေးပြီးပြီဒီနားလေးကဖြည့်ရှင်းစရာတစ်ခုပဲကျန်တော့ရဆိုရင် escape တို့မဟုတ် modify နဲ့ဒီ command ကနေထွက်လိုက်ကာစာကလေဒီမှာများလေး arrow အဖြူလေးဖြစ်သွားပြီဆိုဒါပါ command မှာဝေမနေတော့ဆိုတာကိုပြောတာဒါဆိုရင်ဒီချက်တို့ကဒီ vertical wall လေးရယ်ဒီ horizontal wall လေးကိုဒီချက်ကလမ်းပြီးတော့ဆက်စေချင်တယ်လမ်းပြီးတော့ဆက်တာကိုဒီချက်တို့က extend လို့ခေါ်ပါတယ် AutoCAD မှာဒီမှာလည်း extend ရှိတယ် modify ဒါပေမဲ့သူက extend command တက်မရှိဘူး trim နဲ့ extend ကအတူတူပဲဖြတ်ချင်ရင်လည်းဒီ command ပဲ
set ချင်တယ်ဆိုရင်လည်းဒီ command ပဲအဲ့မှာသူ animation video မှာပြရတယ်တွေ့လား shortcut ရှိရယ် TR ဖြစ်ပါတယ်ဒါဆိုရင် trim ကိုယူဒါဆိုရင်ဒီ wall line လေးမှာဒီချက်ပြောချင်တာဒီ vertical line နဲ့ဒီ horizontal ကိုဆက်ရမယ်ဆိုတော့ဒီ vertical line ကို click တစ်ချက်ခောက်ဒီ horizontal line ကိုခောက်တဲ့ချိန်မှာဘယ်ဘက်က wall ကကြံချင်လဲဆိုရင်ဘယ်ဘက်ကို click ချရတာဒါပေမဲ့ click ချတဲ့ချိန်မှာဒီညာဘက်က wall အစွန်းလျားလေးကိုတွားပြီးတော့ click ချမယ်ဆိုရင်ဒီညာဘက်ကတူတူလေးကကြံခဲ့မှာပြောချင်တာ select လုပ်တဲ့အပိုင်းကကြံခဲ့မှာပဲဒါဆိုရင် Mara B ဆိုရင် control set လေးတစ်ချက်ပြန်လုပ်မယ်ပြန်လုပ်ပြမယ်နော်ဒါလေးကို select လုပ်ပြီးရင်ဒီ wall လေးရဲ့ဒီဘက်ဘက်ကို click လေးတစ်ချက်လုပ်လိုက်ဒါဆိုရင်ဒီမှာ trim ဆိုတာလေး lens ဆက်သွားပြီခိုင်နော်ဒါဆိုရင်တော့ဒီချက်တော့ဒီမှာအပေါ်ထက်ရဲ့ wall လေးရောက်လေးဆွဲလို့ပြီးသွားပါပြီဒီထိလိုက်ဆွဲကြည့်ရအောင်ထွေးကြည့်ကြမယ်နော်ထွေးကြည့်မယ်ဆိုရင်တော့သူကဒီလိုနှစ်ထပ်စာအောက်ထပ် wall လေးရဲ့အပေါ်ထပ် wall လေးရဲ့ဆိုပြီးတော့ဒီလိုပုံစံပေါ်မှာဖြစ်ပါတယ်ဒီချက်တော့က floor မဆွဲရသေးတာဖြစ်တဲ့အတွက်ကြောင့်တော့ဒီနားလေးမှာတော့အပေါက်လေးဖြစ်နေမှာပေါ့နော်ဒါဆိုရင်ဒီနေရာထိလိုက်ဆွဲကြမယ်နော်